ကိုနဲ့မကပါတော်တော်မိုက်ပါတယ်ဒီနေ့အေးစေးအပန်းဖြေလို့ကောင်းပါတယ်မျက်စိမိတ်ပြီးတော့ထိုးတယ်လို့တိုင်းမှာထိုးကုန်ပါကိုကတော့မနက်စာစားပြီးပါပြီကျွန်တော်စပြီးတော့လည်မှာဖြစ်ပါတယ်မနေ့ကလေးထားတဲ့ဆိုင်ရည်လေးပါကျွန်တော်အားကစားပစ္စည်းရောင်းတဲ့ဆိုင်မှာလာကြည့်မှာဖြစ်ပါတယ်ရေကူးတဲ့ဟာတွေရောရှိအောင်စင်လေးတွေ400ကျော်ပဲဖဲထက်မွေထိုင်းပေါင်းမီတွေပါလုံးမရကျိုးခုံကျွန်တော်တို့ပစ္စည်းနည်းနည်းပပဝယ်ပြီးတော့ဟိုတယ်ကိုပြန်ခဲ့ပါတယ်ပြီးတော့ကိုကိုနက်မားကတ်ကိုဆက်သွားခဲ့ပါတယ်ကိုကိုနက်မားကတ်ကိုရောက်နေပါတယ်ကျွန်တော်မော်တော်ဘီကဖမ်းငင်ရဘတ်900ဆောင်လိုက်ရပါတယ်ကိုနဲ့မကပါတော့စီထဲမှာကိုကြည့်တီကြည့်ဘာလို့တော်တော်လေးများပါတယ်မတ်တရပစ္စည်းလေးဝယ်သွားလို့ရတယ်ဒါအုံးချံမှာတော်တော်လေးတော့လှပါတယ်ဒီနေ့ကဒီမှာတော့အေးဆေးဆေးလာထိုင်လို့ကောင်းပါတယ်ဒီနေ့ကတော်တော်လေးမိုက်ပါတယ်ဒီနေ့အားလေးကနိုင်ငံခြားသားတွေလည်းလာလဲပါတယ်အခုတော့ကျွန်တော်တို့အုံးချန်ထဲမှာညာတော်တော်မိုက်ပါတယ်ဒီနေ့ကအေးစေးအပန်းဖြေလို့ကောင်းပါတယ်ဖုံးပင်နေတော့ဒါတော့အပေါ်တက်ပြီးတော့ခေါင်းနဲ့ရိုက်တဲ့နေရာပေါ့စိတ်လေးတွေဖြစ်ပါလေဟောဒီကဂျိုကြီးနဲ့Welcome to Coconut Market. Welcome to Coconut Market. Now we have chicken fighter. Now we have chicken fighter. Close the eye and listen only the noise from the shoe. ဝယ်လိုက်ပါပြီအုံဒီအေးနေရပဲနော်ကိုကိုနဲ့မားကတ်မှာအုံဒီတောက်ပါမယ် Everybody, you can come. လက်ဆက်နေပါ Not ငွေထိုင်းလက်ဝိတ်လည်းရှိပါတယ်ငွေထိုင်းထိုးဖို့အတွက်သူမျက်မှန်နေပါလေတက်နေပါပြီကိုကိုနဲ့မားကတ်မှာလက်ဝိတ်ပွဲလည်းရှိပါတယ်လက်ဝဲဝဲစတော့မှာဖြစ်ပါတယ်အမှန်ကန်ထိုးကြိတ်နေပါတယ် အပြောဆော့နေရတို့တော့နော်ခြေထောက်မှတွေလဲဟိုဟာတွေတက်ထားတို့မျက်လုံးတွေရောအုပ်ထားတော့ကောင်းကောင်းမမြင်ရပါဘူး
မျက်စိမိတ်ပြီးတော့ထိုးတယ်လို့တိုင်းမှာထိုးကုန်ပါโอ้ยต่อยထိုးကုန်ပါပြီအယုံနဲ့အယုတ်ကိုခိုင်းခုနဟိုဒေနာတရားနာမှာရဲလက်ဖမ်းတာကျွန်တော်တို့ကရေမောင်းလိုက်စင်မပေါအောင်အုတ်ထုတ်တွေပါရပါတယ်အပတ်900ဆောင်းခွဲလိုက်ရတယ်ကျွန်တော်လည်းဆိုင်ရဲ9လာဘယ်လိုလုပ်ရေမောင်းလိုက်စင်ပေါအောင်နော်ကျွန်တော်နေလည်းမစင်စားတော့လားမသိဘူးဒီမှာလူတော့တော်တော်တော့စီပါတယ်နိုင်ငံခြားသားတွေလည်းအများကြီးပဲလာကြတယ်ဒီနေရာမှာပျော်စရာတော့ကောင်းပါတယ်အမေလားစားလို့တော့တော်တော်ကောင်းတယ်ဒီလိုနဲ့နောက်ထပ် Hidden Village ကိုထပ်သွားခဲ့ပါတယ်